ဒါနံပါတ်1ပုဂ္ဂိုလ်ကနှစ်ဦးထဲမှာသူကောင်းတယ်လို့ဒီလိုဟောတယ်နှစ်ဦးထဲမှာသူတော်တယ်လို့ပြောရနှိုင်းရှင်ကြည့်တာနံပါတ်3ပုဂ္ဂိုလ်ကကိုယ်အကျိုးလည်းမလုပ်သူတစ်ပါးအကျိုးလည်းမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့သူတစ်ပါးအကျိုးတော့လုပ်တယ်ကိုယ်အကျိုးမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်နှစ်ဦးထဲမှာသူတစ်ပါးအကျိုးလည်းမလုပ်ကိုယ်အကျိုးလည်းမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကအညံ့ဆုံးသူတစ်ပါးအကျိုးတော့လုပ်တယ်ကိုယ်အကျိုးမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကအဲ့ဒီထဲမှာနှစ်ဦးထဲမှာတော့သူကောင်းတယ်လို့ပြောတယ်နှစ်ဦးထဲကောင်းတယ်ဆိုတာအညံ့ဆုံးနဲ့တော့တာတယ်လို့ဆိုလိုတာပဲသူကဟောနောက်တစ်ခုနောက်တတိယမြောက်ပြောတဲ့စကားကြတော့မြတ်စွာဘုရားမှာအတ္တဟိတကိုယ်အကျိုးကိုတော့လုပ်တယ်သူတစ်ပါးအကျိုးကိုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့3ယောက်ထဲတွင်အကောင်းဆုံးလို့ဒီလိုဆိုတယ်သူကြတော့3ယောက်ထဲမှာအကောင်းဆုံးခုနတုန်းကကိုယ်ကျိုးသူကျိုးမလုပ်သူကနံပါတ်1တယောက်သူများကျိုးသာလုပ်ပြီးကိုယ်ကျိုးမလုပ်တဲ့ပုဂ္ဂိုလ်ကနံပါတ်2အခုစီစဉ်ကိုယ်ကျိုးတော့လုပ်တယ်သူများကျိုးမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကနံပါတ်3အဲ့ဒီ3ဦးထဲမှာကိုယ်ကျိုးလုပ်ပြီးသူများကျိုးမလုပ်တဲ့လူက3ဦးထဲမှာတော့အကောင်းဆုံးလို့ဒီလိုဟောတယ်အဲ့တော့ဒီနေရာမှာစဉ်းစားကြည့်ဖို့လိုတာခုခေတ်ကလူတွေကပြောတာနေကြတာနော်တို့ကကိုကျိုးမငဲ့ဘူးသူများကျိုးပဲလုပ်တယ်လို့ကိုကျိုးမလုပ်ဘူးဆိုလို့ရှိရင်လူညံ့နေပါသွားတယ်ဆိုလိုတာကိုကျိုးမလုပ်ဘဲနဲ့တော့မရဘူးပေါ့တော့ကိုကျိုးလဲလုပ်ရမယ်ကိုကျိုးဆိုဒီမှာခဏခေတ်ပြောနေတာလို့ဟုတ်လားရှိတဲ့ရန်တော်ငွေတွေကိုကိုကျိုးအတွက်သုံးသွားတာတွေကိုဒီလိုကိုကျိုးလို့ပြောတာမဟုတ်ဘူးနော်အခုခေတ်မှာတော့ဥပမာပဲဖောင်ဒေးရှင်းတွေတို့ဘာတွေတို့လုပ်ပြီးတော့ကိုကျိုးအတွက်နော်ကိုကျိုးအတွက်သုံးချသွားလို့ရှိရင်အတ္တဟိတလို့ထင်ကောင်းထင်လိမ့်မယ်အဲ့ဒါကြတော့အလွဲသုံးစားလုပ်တယ်လို့ပဲခေါ်တယ်နော်အဲ့ဒီအတ္တဟိတမျိုးကိုပြောတာမဟုတ်ဘူးအတ္တဟိတဆိုတာကိုယ်နဲ့ပတ်သက်ပြီးလှုပ်တင်လှုပ်ထိုက်တာဘာတော့ကိုကျင့်တရားကောင်းအောင်လုပ်ရမယ်စိတ်ကောင်းနေစိတ်ထားကောင်းအောင်လုပ်ရမယ်အကျဉ်းတရားရှိအောင်လုပ်ရမယ်ပညာရှိအောင်လုပ်ရမယ်ဒါဟာကိုယ်ချိုးလို့ခေါ်တယ်အဲ့ဒီကိုယ်ချိုးကိုလုပ်ရသူများကိုတော့အကျဉ်းတရားရှိအောင်တိုက်တွန်းမပေးခြင်းနေနော်ပုဂ္ဂိုလ်သုံးဦးထဲမှာနောက်သူတစ်ပါးကိုပညာရအောင်လုပ်မပေးခြင်းနေကိုယ်တိုင်ကဒါတွေရှိအောင်လုပ်ထားလို့ရှိရင်ခုန3ယောက်ထဲမှာသူကကိုယ့်အတွက်အတ္တဟိတလုပ်တဲ့ပုဂ္ဂိုလ်ဟာနော်အတ္တဟိတလုပ်တဲ့ပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်3ယောက်ထဲမှာတော့အကောင်းဆုံးပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ဒီပုဂ္ဂိုလ်2ဦးနှိုင်းရှင်ကြည့်မယ်ပရဟိတသက်လုပ်တဲ့ပုဂ္ဂိုလ်နဲ့အတ္တဟိတသက်လုပ်တဲ့ပုဂ္ဂိုလ်ဘယ်သူကမြတ်တုံးလို့မြတ်စွာဘုရားရဲ့အဆုံးဖြတ်ရပြောမယ်ဆိုရင်ဘယ်ဟာကမြတ်တယ်လို့ပြောကြမလဲအတ္တဟိတလုပ်တဲ့ပုဂ္ဂိုလ်ကမြတ်တယ်လို့ဒီလိုပြောတယ်ဟုတ်ကဲ့လားအတ္တဟိတဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူးနော်အခုခေတ်ပြောနေတဲ့ကိုကျိုးသုံးဆွဲတယ်ဆိုတာမျိုးတွေပြောတာမဟုတ်ဘူးအတ္တဟိတဆိုတာဘာကိုပြောတာတော့ကိုယ်တိုင်ကကိုကျင့်တရားကောင်း